ဝတ္တနာအဖစစ်ဆိုးရခေတ်တွေမှာရှမ်းရှမ်းတောက်ခဲ့သူဗိုလ်ချုပ်ကြီးတူကတော့အတွင်းမှုတစ်တာဝန်ယူခဲ့တဲ့ဥခင်ညွန့်ပဲဖြစ်ပါတယ်ဥခင်ညွန့်ပဲဖြစ်ပါတယ်ဒါပေမဲ့သူဟာအာဏာထက်သူကျိုးကင်ချဲလဲသူမဟုတ်ပဲနိုင်ငံတော်ရဲ့ပြဿနာပေါင်းစုံကိုခေါင်းခံဖြေရှင်းပေးရသူဖြစ်တယ်လို့ညင်းချက်ထုတ်လို့ရှိပါတယ်2000ပြည့်နှစ်လောက်မှာရန်ကုန်ဟာလူဦးရေထူထပ်လာပြီးရင်သွားလာကြက်လာတဲ့အတွက်အစိုးရရုံးလုပ်ငန်းတွေဆက်သွယ်ရေးကြန့်ကြာလာတာကြောင့်မြို့တော်တစ်တီဖို့နာဖခေါင်းဆောင်တွေအကြားအတော်လေးခေါင်းစားကြတယ်လို့ဆိုကြပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေကသမိုင်းကြောင်းရတာမကလုံခြုံရေးအင်္ဂါနဲ့ညီညွတ်တဲ့အတွက်နေပြည်တော်ကိုရွေးချယ်ခြင်းသလိုထောင်လိုင်းမှုချုပ်ဥခင်ညွန့်ကလဲကူနဲ့တောကြောင်ကလေးနေရာကိုဗဟိုပြုပြီးရန်ကုန်အရှိချမ်းပဲခူးမြေရိုးတစ်လျှောက်မြို့တစ်တဲဖို့အကြံပေးပါတယ်။နေယူရန်ကုန် project လို့အမည်ပေးထားတဲ့ရန်ကုန်မြို့သစ်စီမံကိန်းကိုတရုတ်အင်ဂျင်နီယာနဲ့အာခီတက်တွေကမြို့သစ်ပုံချမ်းရေးဆွဲပေးခဲ့ပြီးနိုင်ငံတော်အစိုးရကကျပ်သိန်း1000ယူဇနာကုမ္ပဏီပိုင်ရှင်ခရိုနီဦးထေးမြင့်ကကျပ်သိန်း1000ရန်ကုန်မြို့တော်စီပင်သားရရေးအဖွဲ့ကကျပ်သိန်း1000ထည့်ဝင်ပြီးလှုပ်ဆောင်ကြဖို့ဗိုလ်ချုပ်ကြီးခင်ညွန့်တင်ပြခဲ့ဘူးကြောင်းကိုမြို့တော်စီပင်ဌာနမှူးလုပ်ခဲ့တဲ့ဗိုလ်မှူးကြီးတောင်းဝေဦးကဆိုပါတယ်ဒါပေမဲ့ဦးတန်းရွှေသဘောမတူပဲစိတ်ကြိတ်ပုံဖော်လို့မရတာကြောင့်ရန်ကုန်မြို့ကိုဆက်လက်မချက်ထွင်နိုင်ခဲ့ပါဘူးဒါကြောင့်တိုင်းနယ်ပြည်နယ်14ခုကိုအလွယ်တကူဆက်သွယ်အုပ်ချုပ်နိုင်မဲ့ရှမ်းယူမနဲ့ပဲခူးယူမကြားကပြည်မနာတဝိုက်ကိုရွေးချယ်ပြီးနေပြည်တော်မြို့သစ်တီဖို့ဆုံးဖြတ်ခဲ့ပါတယ်ဥခင်ညွန့်ကနေပြည်တော်ကိုရွှေ့ပြောင်းမဲ့အရေးကိုကန့်ကွက်ခဲ့တဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ပညာရှင်တွေထောက်ပြတဲ့ငလျင်ပြတ်ရွေ့ကြောင့်ဖြစ်တယ်လို့နီးစပ်သူတွေကပြောကြပါတယ်ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုဗိုလ်ချုပ်မှုကြီးမောင်အေးတို့နှစ်ဦးဟာတရုတ်စီကရတဲ့ရေနံနဲ့သဘာဝတန်းငွေငွေတွေနဲ့မြို့တော်တစ်ကိုပြည်မနာကြက်ပြေးမှတိဆောက်ဖို့2017လောက်မှာစတင်စီစဉ်ပါတယ်အဲ့ဒီအချိန်ကကကကြီးနဲ့ကကလှမ်းတို့ရဲ့အားပြိုင်မှုဟာအထွတ်အထိပ်ရောက်တော့မဲ့ကာလနဲ့လည်းတိုက်ဆိုင်နေခဲ့ပါတယ်ဦးတန်းရွှေနဲ့ဦးမောင်အေးတို့ဟာနေပြည်တော်စီမံကိန်းကိုမီးစိမ်းပြပြီးဥခင်ညွန့်ရဲ့ရန်ကုန်နားကမြို့သစ်စီမံကိန်းကိုပယ်ချလိုက်ပါတယ်ဗိုလ်မှူးကြီးတူရေးတင်တဲ့ရန်ကုန်ဟာနိုင်ငံခြားတပ်တွေရေလမ်းကဝင်ပြီးအသိမ်းခံရနိုင်တယ်ဆိုတဲ့စာတမ်းကိုဖတ်ပြီးဦးတန်းရွှေသဘောကျနေတဲ့အချိန်လဲဖြစ်ပါတယ်ဒီအချိန်မှာကကလှမ်းကိုအပိတိုင်ဖြိုဖျက်မဲ့အစီအစဉ်ကိုကကကြီးအုပ်စုကခြေလမ်းပြင်နေချိန်ပါနေပြည်တော်စီမံကိန်းဘတ်ဂျက်ကိုဗိုလ်ချုပ်ကြီးတီဟတ်သူရတင်အောင်မြင့်ဦးကိုကင်ခိုင်းလိုက်ပါတယ်အင်္ဂနာတွေအလွတ်ရတဲ့ရှစ်လုံးအမည်ရဦးတင်အောင်မြင့်ဦးဟာစီမံကိန်းကိုစတင်ဆောင်ရွက်ပါတယ်သူနဲ့နှီးစပ်တဲ့ခရိုနီတထေးတွေလည်းဆောက်လုပ်ရေးလုပ်ငန်းတွေရပြီးနေချင်းညာချင်းဆိုသလိုတထေးကြီးတွေဖြစ်သွားပါတယ်ဒီနေရာမှာမျက်နှာထပ်ပြက်ရသူကဥခင်ညွန့်ပါပဲဘတ်ဂျက်ကိုသူကန်ရမယ်လို့မျှော်လင့်ထားခဲ့လို့ဖြစ်ပါတယ်နောက်ဆုံးမှာဥခင်ညွန့်လည်းဦးတန်းရွှေရဲ့နေပြည်တော်စီမံကိန်းလမ်းညွှန်ချက်ကိုအကောင့်ထဲဖော်ပေးခဲ့ရပါတယ်အစိုးရတစ်ခုလုံးနေပြည်တော်ပြည်မနာကိုရွှေ့မယ်ဆိုရင်ဝန်ထမ်းတွေလိုက်ပါမလားဆိုတဲ့အချက်ကိုလည်းဥခင်ညွန့်ကထုတ်ဖော်ပြောဆိုတာတွေရှိခဲ့တယ်လို့ဆိုကြပါတယ်2005ခုနှစ်နိုဝင်ဘာ6ရက်မှာအစိုးရအဖွဲ့ဝန်ကြီးဌာနတွေနေပြည်တော်ကိုစတင်ပြောင်းရွှေ့ပါတယ်2006မတ်လ29ရက်တပ်မတော်နေ့မှာနေပြည်တော်ကိုမြန်မာနိုင်ငံရဲ့မြို့တော်အဖြစ်တရားဝင်ထုတ်ပြန်ကြေညာပါတယ်အဲ့ဒီအချိန်ဟာကြောက်စဲသားဦးတန်းရွှေနဲ့တန်လျင်မှော်ဝန်းသားဦးခင်ညွန့်တို့ကြားကပြိပခါဟာထိတ်ဆုံးရောက်ရှိလို့နေပါပြီ2003မေလ30ဒီပရင်အရေးခင်ပြီးဩဂတ်လမှာဥခင်ညွန့်ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီးမြမလမ်းပြမြေပုံကိုအကောင့်ထဲဖော်ခိုင်းပါတယ်2004အောက်တိုဘာ18မှာတော့ဥခင်ညွန့်ကိုယာတို့ကဖယ်ရှားပြီးစစ်ထောက်လိုင်းရေးတပ်ဖွဲ့လုံးကိုရှင်းလင်းလိုက်ပါတယ်နေပြည်တော်စီမံကိန်းတွေကိုသွားရောက်လှည့်လည်စစ်ဆေးပြီးအပြန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်အဂတိလိုက်စားမှုစွဲချက်တွေနဲ့ဆိုင်းငံ့ပြစ်ဒဏ်နေအိမ်အကျယ်ချုပ်44နှစ်ချမှတ်တာခံရပါတယ်နေအိမ်အကျယ်ချုပ်နဲ့9နှစ်နေခဲ့ပြီး2012ဇန်နဝါရီလမှာလွန်ငင်းချမ်းသာခွင့်အမိန့်နဲ့ပြန်လည်လွတ်မြောက်လာပါတယ်ယနေ့မှာတော့ဥခင်ညွန့်လည်းအသက်80ကျော်ခဲ့တယ်လို့
သူ့ကိုအပြတ်ရှင်းခဲ့ကြတဲ့ဦးတန်းရွှေနဲ့ဦးမောင်အေးတို့လည်းအသက်80ကျော်ခဲ့ပါပြီနေပြည်တော်ကိုနတ်ကြမင်းသားကြီးဦးခင်ညွတ်မပြောင်းခဲ့ပါဘူးရန်ကုန်မှာပဲဆက်နေပြီးခုချိန်မှာတော့အယ်ဇိုင်းမာယောဂါခံစားနေရတယ်လို့သိရပါတယ်ဦးတန်းရွှေဦးမောင်အေးနဲ့ဦးတင်အောင်မြင့်ဦးတို့ကတော့နေပြည်တော်ကိုရွှေ့ခဲ့ပါတယ်စကိုင်းငလျင်တန်းကိုသူတို့လည်းခံလိုက်ရပါတယ်ခုချိန်ဆိုရင်ဦးခင်ညွတ်တန့်ကွက်ခဲ့တဲ့နေပြည်တော်စီမံကိန်းကိုသတိရကောင်းရနေနိုင်ကြပါတယ်ငလျင်တန်းကြောင့်နေပြည်တော်ပျက်စီးရတာနဲ့ပတ်သက်ပြီးယနေ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်ဆေးမယ်ဆိုရင်ဦးတန်းရွှေဦးမောင်အေးဦးတင်အောင်မြင့်ဦးတို့ကိုပါမဖြစ်မနေခေါ်ယူစစ်ဆေးသင့်ပါတယ်